ဘဲချီကိုမန်စီရောက်လာလို့သူရောအသင်းမှာအချင်းနေဆိုပြီးနလန်မတူနိုင်ဖြစ်ခဲ့ရတာလို့ဝေဖန်လိုက်တဲ့ဟာကီမစ်ဘိုင်းသမန်တော်မဲမင်လာပါများဝိုင်းစတူကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဟာကီမစ်ကတော့ဘဲချီကိုမန်စီရောက်ရှိလာခဲ့တာနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်ဟာကီမစ်ကမန်စီရောက်လာတဲ့အတွက်သူ့အနေနဲ့ရှစ်တဲ့ကစားတဲ့နေရာမျိုးမှာအားတန်တဲ့ပုံစံမျိုးမကစားခဲ့ရဘူးလို့ညှိတွားထားပါတယ်ဒါပေမဲ့လက်တွေ့နီးစနစ်ပိုင်းရချင်းဒီစကားဟာဆန့်ကျင်ဘက်ဖြစ်နေပါတယ်မန်စီယာညာတမန်ကနေကွင်းလေပိုင်းထိဝင်ရောက်ကစားရေးရှိတဲ့ impact ဝင်က playmaker ပုံစံကစားမှဖြစ်ပါတယ်မန်စီကွင်းလေကိုဝင်သွားတဲ့အချိန်တိုင်းညာတော်မန်ကျော်လုံးဟာညာနောက်ခံလို့ဖြစ်တဲ့ဟာကီမစ်တက်လာဖို့အတွက်လုံးဝအလွတ်ဖြစ်သွားပါတယ်။တီယိုရီရောက်မက်ဆီရဲ့ကစားဟန်ကဟာကီမစ်ကိုတိုက်စစ်လိုက်ပါဖို့အကောင်းဆုံးနေရာလို့တွေပန်ပြီးပေးထားတာဖြစ်ပါတယ်။ဟာကီစမစ်ရှစ်တက်လို့မရခဲ့တဲ့အဓိကအကြောင်းရင်းကမက်ဆီသူ့ရှစ်မှာရှိနေလို့မဟုတ်ပဲ PSG ကွင်းလေမှာဟာကီမစ်တက်သွားတဲ့နေရာလို့တွေကိုပြန်လည်ဖုံးကွယ်ကာကွယ်ပေးမဲ့အဆင့်မြင့်ကွင်းလေအဖြစ်ကစားမှမရှိခဲ့လို့သာဖြစ်ပါတယ်။ဒါနီးပြတဲ့ဘိုးဖွဲ့လူစင်းဖွဲ့စည်းမှုအားနည်းချက်ဖြစ်ပြီးမက်ဆီရဲ့အပြစ်မဟုတ်ပါဘူး။နောက်ချက်ပြောမယ်ဆိုရင် PSG အဓိကပြဿနာဟာအမ်ဘာပေကိုဘိုးဖွဲ့ကအလိုလိုက်လုံးချင်းပဲဖြစ်ပါတယ်။အမဘီယာတိုင်းစစ်မှုစစ်စစ်ဖြစ်တဲ့နံပါတ်9နေရာမှာမကစားခြင်းပဲဘဲတောင်မန်ဒါမှမဟုတ်လွတ်လပ်ကစားခွင့်ကိုသာတောင်းဆိုခဲ့ပါတယ်။ဘောပွဲနဲ့နီးပြတွေကဒီတောင်းဆိုမှုကိုလိုက်ရောခဲ့ရတဲ့အတွက်နေမာနဲ့မန်စီတို့ဟာသူတို့အားတန်တဲ့နေရာတွေကနေဖယ်ပေးခဲ့ရပြီးအသင်းရဲ့ကစားကွက်ဖွဲ့စည်းပုံတစ်ခုလုံးကိုရင်းရိုင်သွားစေခဲ့ပါတယ်။အမဘီကိုစာချုပ်သေးချုံးဆိုခြင်းမှာကလပ်အသင်းရဲ့အားကစားဆိုင်ရာဆုံးဖြတ်ချက်တွေမှာဝင်ရောက်စပတ်ခွင့်ပေးခဲ့တဲ့ဆိုတဲ့အခြေအနေတွေဟာအသင်းတွင်းစည်းလုံးညီညွတ်မှုကိုကြီးကျယ်ထိခိုက်စေခဲ့ပါတယ်။ကစားမတယောက်တည်းကိုကလပ်အသင်းထပ်ပိုကြီးတဲ့အာဏာပေးအပ်လိုက်ခြင်းအပြင် PSG ရဲ့ကြာရှုံးခြင်းအဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ်။ထပ်ပြီးတော့ပြောမယ်ဆိုရင်မက်ဆီနေမောင်အမ်ဘာဘေMN တောင်းအောင်စလုံးဟာတပြိုင်နက်တည်းကွင်းထဲမှာထည့်သွင်းကစားခြင်းဟာနီးစစ်ပိုင်းအကြီးမားတဲ့ဟာကွက်ကိုဖြစ်စေပါတယ်။ဒီကစားမသုံးစလုံးဟာဘောလုံးပြတ်သွားခြင်းမှာပြန်ဘက်ကိုပြန်လဲဖိအားပေးခြင်းနဲ့ကန်ဆယ်လိုက်ပါကစားခြင်းတွေမှာတော်လေးအားနေပါတယ်။ရှေ့တန်းတွန်းရောက်ကန်ဆယ်မလိုက်တဲ့အခါကွင်းလယ်ကစားမတွန်းရောက်ထဲနဲ့ပြန်ဘက်ရဲ့တိုက်စစ်ကိုကာကွယ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒါမန်စီတယောက်တည်းပြဿနာမဟုတ်ပဲကန်ဆယ်မကစားခြင်းနဲ့စူပါစတာတွန်းရောက်ကိုတပြိုင်နက်တည်းအသုံးပြုဖို့ဆုံးဖြတ်ခဲ့တဲ့ PSG ဘိုးပွင့်ရဲ့လူဝယ်ယူမှုမှုဝါဒမှားယွင်းခြင်းသာဖြစ်ပါတယ်။ဟာကီမစ်ရဲ့အခုလိုဝေဖန်ချက်ဘောလုံးနစ်စနစ်ပိုင်းတဲ့အသင်းတွင်းနိုင်ငံရေးနဲ့ပိုပြီးတက်ဆိုင်တယ်လို့ဆိုရမှာပါ။ဟာကီမစ်နဲ့အမ်ဘာဘေတို့ဟာရန်ကုန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ PSG အသင်းရဲ့အခြေစွမ်းပိုင်းကြာဆင်းမှုတွေအတွက်တငယ်ချင်းဖြစ်သူအမ်ဘာဘေဒါမှမဟုတ်ကလပ်အသင်းဘိုးပွဲကိုဝေဖန်မဲ့အစားအသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့မန်စီကိုပြစ်ပုံချခြင်းဟာဟာကီမစ်အတွက်အလွန်လွယ်ကူတဲ့ဘေးကင်းဆုံးအလုပ်ဖြစ်နေပါတယ်။ဒါပေမဲ့မိမိရဲ့အခြေစွမ်းကြာဆင်းခြင်းကိုမိမိကိုယ်တိုင်တာဝန်ယူမှုမရှိဘဲတခြားကစားမတယောက်ကြောင့်လို့ဦးလက်ချခြင်းဟာ professional ကစားမတယောက်ရဲ့ကိုယ်ကျင်တရားပိုင်းဆိုင်ရာအားနည်းချက်ကိုဖော်ပြနေတယ်ဆိုတာကိုဟာကီမစ်သိဖို့ကောင်းပါတယ်။PSG မှာကြုံတွေ့ခဲ့ရတဲ့ရှုပ်ထွေးတဲ့ပြဿနာတွေနဲ့ကစားကွက်မတည်ငြိမ်မှုတွေကြားထဲမှာတော့မန်စီရဲ့ကင်ကနန်ချက်လက်တွေအမြင်မှာခဲ့ပါတယ်။သူဟာကိုယ်သွင်းယူမှုတွေအပြင်အမ်ဘာဘေအတွက်ဂိုးဖန်တွေကိုအများဆုံးပြုလုပ်ပေးနိုင်ခဲ့ပါတယ်။အသင်းရဲ့တိုက်စစ်ကိုဥဆောင်ဖန်တီးပေးနေတဲ့ကစားမတယောက်ကိုအသင်းရဲ့ကစားကွက်ပျက်စီးရခြင်းတရားခံပြင်ဆွဆွဲခြင်းဟာရုပ်ကြည်လုံးဝမတန်ပါဘူး။အကြောင်းဖြင့်ဆွေးနွေးရမယ်ဆိုရင်ဟာကီမီရဲ့စကားတွေဟာနီးစတင်ပိုင်းအရာရောရုပ်ရည်ပေတာအရာပါလုံးဝလက်ခံနိုင်စရာမရှိပါဘူး။ PSG အသင်းတိုင်ပန်းခဲ့ရတဲ့ဒီကတရားခံဟာအမ်ဘာဘေကိုအကန့်အသတ်မရှိအာဏာပေးခဲ့တဲ့ဘုတ်ဖွဲ့ရဲ့စီမံခန့်ခွဲမှုအမားတွေအကြောင်းသာဖြစ်ပါတယ်။မိမိတို့ရဲ့စီမံခန့်ခွဲမှုဉာဏ်ပြင်းမှုနဲ့အသင်းတွင်အချိုးအစားမငြင်းများမှုတွေကိုဖုံးကွယ်ဖို့အတွက်မန်စီကိုဒဇာကန်ဖြင့်အသုံးပြုပြီးအပြစ်ပုံချခြင်းဟာအရန်ကိုရုပ်ဆိုးတဲ့လုပ်ရက်ဖြစ်ကြောင်းပြပြသားသားဝေဖန်သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာညီကိုတို့ရောလက်ခံကြတယ်မို့လားအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ